Buddham saranam gacchami dhammam saranam gacchami sangham saranam Sadhana degree 2558 ခု Kosa degree 1386 ခု တပေါင်းလပြည့်ကျော်10ရက် 14ရက် 3 လ 2015 ခု မန္တလေးတိုင်းဒေသကြီးမိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်စည်းရသီရာဟုတဘာဝယရဏတရားရိပ်သာ၌မြတ်စွာဘုရားဟောကြားတော်မူခဲ့သောအဘိဓမ္မာဒေသနာတော်တွေထဲကအစဉ်အမြင့်ဆုံးတရားဒေသနာတော်ဖြစ်သည့်ပဋ္ဌာန်းဒေသနာတရားတော်များကိုလေ့လာသင်ကြားခြင်းယနေ့မိမိတို့လေ့လာကြမည်နာကြားကြမည်ပဋ္ဌာန်းဒေသနာတရားတော်များကိုမိမိတို့ဤခန္ဓာကိုယ်ဣရိယာပုတ်အစဉ်ပြေသည့်အနေထားသက်သာသည့်အနေထားချမ်းသာသည့်အနေထားများဖြင့်ပြုပြင်ပြောင်းလဲပြီးတော့စိတ်အေးချမ်းသာစွာစိတ်ပါလက်ပါနဲ့စိတ်ဝင်တစားနားထောင်နိုင်ကြပါပြီမြတ်စွာဘုရားရှင်ကပဋ္ဌာန်းတရားဒေသနာတော်များကိုအဓိကအားဖြင့်နတ်ပြည်မှာဟောခဲ့တာဖြစ်တော်လဲလူနဲ့လူပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ဟောခဲ့တဲ့တရားဒေသနာတော်များဖြစ်သောကြောင့်မိမိတို့သတိထားပြီးတော့စဉ်းစားကြည့်ရင်ဒီတရားတွေဟာမိမိတို့အတွက်သိနိုင်တဲ့တရားတွေပါတဲ့မိမိတို့အတွက်ပါတယ်သိနိုင်တဲ့တရားတွေဘာကြောင့်သိနိုင်လဲဆိုတော့လူနဲ့လူပတ်ဝန်းကျင်ကိုအဓိကထားပြီးတော့ဟောကြားခဲ့တဲ့တရားဒေသနာတော်များဖြစ်သောကြောင့်တဲ့ဒါမှမဟုတ်သတိထားပြီးတော့စိတ်အေးအေးစိတ်ရှည်ရှည်နဲ့စဉ်းစားပြီးတော့ဒီတရားတွေကိုသိအောင်ကြိုးစားရအဲ့တော့တရားသိဖို့ကိစ္စမှာလည်းပဲလောကတဘာဝတစ်ခုရှိပါတယ်လောကကြီးမှာလူတွေကြီးပွားရေးစီးပွားရေးလူမှုရေးကိစ္စတွေမှာအလုံးကိုင်းတွေပြုလုပ်ကြတဲ့အခါဘယ်လိုလူမျိုးတွေကအလုံးတွေပင်ပင်ပန်းပန်းလှုပ်ရတယ်လေတဲ့မလိုလူမျိုးတွေကအလုံးကိုင်းတွေတက်တက်တာတာလှုပ်ရတယ်လေတဲ့ဒါကိုသတိထားပြီးကြည့်မယ်ဆိုရင်အသိပညာအတတ်ပညာလို့ခေါ်တဲ့အသိပညာရှင်တွေအတတ်ပညာရှင်တွေများများသိတဲ့ပုဂ္ဂိုလ်တွေကအလုပ်နည်းနည်းလေးပဲလုပ်ရတယ်တဲ့များများသိတဲ့သူကအလုပ်ဘယ်လောက်လုပ်ရလဲနည်းနည်းလေးပဲလုပ်ရဘာမှမသိတဲ့သူကအလုပ်အများကြီးလုပ်ရတယ်တဲ့ဘာမှမသိတဲ့သူကအလုပ်အများကြီးလုပ်ရပါဗျာလောကကြီးမှာရှိလားမရှိဘူးလားရှိပါတယ်ဗျာများများသိတဲ့သူကအလုပ်ကိုပင်ပင်ပန်းပန်းလုပ်ရလားတက်တက်တာတာလုပ်ရလားတက်တက်တာတာပဲတဲ့နည်းနည်းလေးသိတဲ့သူတွေကအလုပ်ကိုတက်တက်တာတာလုပ်ရလားပင်ပင်ပန်းပန်းလုပ်ရလားပင်ပင်ပန်းပန်းလုပ်ရပါဗျာအဲ့ဒီသဘာဝလောကကြီးထဲမှာကြည်လိုက်ရင်တွေ့ရလားမတွေ့ရဘူးလားတွေ့ရပါဗျာများများသိရင်နည်းနည်းလေးပဲအလုပ်လုပ်ဖို့လိုတော့တယ်တဲ့နည်းနည်းလေးပဲသိတဲ့သူကသူတို့ဘဝရှင်သန်ရပ်တည်ဖို့အတွက်အများကြီးအလုပ်လုပ်ရတယ်တဲ့ဟုတ်လားမဟုတ်လားဟုတ်ပါပါဗျာဆင်းရဲတဲ့သူတွေကြည်ပါတဲ့သူတို့အသိနည်းတဲ့အတွက်ကြောင့်အလုပ်တွေကိုပင်ပင်ပန်းပန်းနဲ့အများကြီးလုပ်တာတော့မှနေရယုံစားရယုံပဲတဲ့အသိပညာတတ်ပညာရှင်တွေကြတော့အရေးထဲနေပြီးတော့အလုပ်လည်းသိလုပ်လာတာမဟုတ်ပါဘူး။ဘာဖြစ်လို့သူတို့ကအလုပ်ကိုနည်းနည်းလေးလုပ်တက်တက်တာတာနဲ့နေနိုင်ကြတယ်လဲဆိုရင်အသိပညာအတတ်ပညာတွေရှိလို့တဲ့အများကြီးသိလို့အများကြီးသိတဲ့သူကအလုပ်လုပ်ရတဲ့အခါမှာနည်းနည်းလားများများလားဘာမှမသိတဲ့လူက
အတိနေတဲ့သူကအလုံးလုံးတဲ့ခါမှာအများကြီးလောက်ရလားနည်းနည်းလေးလောက်ရလားအများကြီးလောက်ရထိုနည်းတူစွာပဲတရားဓမ္မမှာလည်းပဲမိမိတို့မှာတဲ့တိညာစိတ်ကောင်းစေတနာကောင်းနဲ့စိတ်ရှိလက်ရှိနဲ့စဉ်းစားတွေးတောနိုင်တဲ့အတိညာရှိခဲ့ရင်တရားကနည်းနည်းလေးပဲလောက်ရလိမ့်မယ်တဲ့မိမိတို့မှာစိတ်ကလည်းငြိမ်အောင်မထားနိုင်စိတ်ကမရှိအတိညာကလည်းအတိကနည်းတယ်ဆိုရင်တရားရဖို့အတွက်အများကြီးလောက်ရမလားမလောက်ပါဘူးလားလောက်ပါပါဗျာဒါကြောင့်မို့လို့မိမိတို့များများနားထောင်ပါတဲ့ဘာလောက်ရမလဲများများနားထောင်များများနားထောင်ရင်များများသိမလားမသိဘူးလားသိပါပါတယ်ဗျာများများသိရင်အလောက်ကြတော့နည်းနည်းပဲလောက်ရတော့မယ်တဲ့နည်းနည်းပဲသိတဲ့သူကအလုံးလုံးတဲ့အခါမှာအများကြီးလောက်ရလိမ့်လောကဘက်ကိုလှည့်လိုက်ရင်လောကီကိစ္စတွေအဲ့ဒီသဘောတရားအတိုင်းပဲအဲ့ဒီလောကဘက်ကလှည့်လောကုတ္တရာပဲလှည့်လိုက်ရင်လည်းပဲယခုပြောခဲ့တဲ့များများသိတဲ့သူကနည်းနည်းပဲလောက်ရမယ်နည်းနည်းသိတဲ့သူကအများကြီးအလုံးလုံးရတယ်ဆိုတာအတူတူပဲတဲ့ဥတီတာပဲကွာပါတယ်လောကီပဲဥတီရင်လောကီပစ္စည်းဥစ္စာတွေပဲလောကုတ္တရာပဲဥတီရင်တရားဓမ္မရေးအတွက်အတူတူပဲတဲ့အဲဒီတော့ဒီဖြစ်ရတွေမှာဟုတ်သလားမဟုတ်ဘူးလားဆိုတာဒါကဒီလိုရမ်းပြောသလားဒါဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားဆိုတာဘုရားလက်ထက်ကအရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့အစရှိတဲ့တာဝကကြီးတွေဧကတာဝကမဟာတာဝကကြီးတွေတရားရသွားပုံကိုကြည့်ရင်သိနိုင်တယ်တဲ့အရှင်သာရိပုတ္တရာဒီအရှင်အတ္တဇိမထေရသုံးငံကြွတဲ့အချိန်လေးမှာသုံးဖုံးပေးပြီးတော့လျှောက်ထားချက်အရာဟောတဲ့တရားတပုတ်ရှိပါတယ်ယေရမဟေတုဘဘဝတေတံဟေတုံတထာဂတောအာဟတေသင်္စနိရောဓဧဝံဝါဒီမဟာသမနောတဲ့ရှင်သာရိပုတ္တရာကိုရှင်အတ္တဇိကဟောလိုက်တဲ့တရားဟာအများကြီးလားနည်းနည်းလေးလားနည်းနည်းလေးပါဗျာနည်းနည်းလေးပေမဲ့အရှင်သာရိပုတ္တရာဟာတဲ့သူ့ရဲ့နောက်ခံကအတိညာဏ်များကြီးရှိခဲ့တဲ့အတွက်များများသိခဲ့တဲ့အတွက်တရားပြောလိုက်တာကနည်းနည်းလေးနဲ့အဲ့ဒီတရားရသွားလားမရသွားဘူးလားရသွားပါဗျာတရားကိုသဘောပေါက်ဉာဏ်ရောက်ဖြစ်ဖို့တဲ့အများကြီးအားထုတ်เสียလို့လားမလိုပါဘူးဗျာဘာဖြစ်လို့များသူကတရားကိုနည်းနည်းလေးနဲ့အားထုတ်เสียမလို့ပဲနဲ့သိသွားလဲဆိုရင်သူကများများကြီးသိခဲ့လို့တဲ့ဘာသိခဲ့လို့များများသိခဲ့လို့ပါဗျာများများသိခဲ့တော့တရားရဖို့အတွက်အချိန်ကြာကြီးပုံစံမျိုးမျိုးနဲ့ကြိုးစားအားထုတ်เสียလိုသေးလားလိုပါဘူးဗျာအဲ့တော့ဒီသဘောတရားမိမိတို့တဘာဝမှာရှိနေတာနားလေရဟောဒါဆိုရင်မိမိတို့များများသိရင်နည်းနည်းလေးနဲ့အလုံးနည်းနည်းလုံးယုံနဲ့တရားရနိုင်လားမရနိုင်ဘူးလားရနိုင်ပါတယ်ဗျာရှေ့တုန်းကလည်းရခဲ့တာရှိလားမရှိဘူးလားရှိပါတယ်ဗျာရှင်သာရိပုတ္တရာကတဆင့်ရှင်မောက္ကလန်ကိုအဲ့ဒီတရားလေးလက်ဆင့်ကမ်းပေးတယ်လက်ဆင့်ကမ်းပေးတော့လည်းပဲရှင်မောက္ကလန်ကတရားရသွားတာပဲတဲ့အဲ့တော့သူတို့တရားရခြင်းဟာအလုံးလုံးချိန်ကနည်းလားများလားနည်းနည်းလေးပဲအလုံးလုံးဘာဖြစ်လို့များသူတို့နည်းနည်းလေးနဲ့တရားရသွားတာလဲများများကြီးသိတဲ့ပုဂ္ဂိုလ်တွေဖြစ်နေသောကြောင့်တဲ့အတိညာများကြီးရှိတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့်နည်းနည်းပြောတာနဲ့များများသိသွားလားမသိသွားဘူးလားများကြီးသိထားတဲ့အတွက်နည်းနည်းပြောတာနဲ့တရားရသွားလားမရသွားဘူးအဲ့ဒီသဘာဝလေးရှိတာကိုမိမိတို့မှတ်ထားပါတဲ့နော်မိမိတို့မှာများများကြီးသိပြီဆိုရင်အလောက်ကြတော့ဘလောက်လောက်ပါနည်းနည်းပဲလောက်เสียလိုတော့တယ်တဲ့နည်းနည်းပဲလောက်เสียလိုတော့တယ်ဒါကြောင့်မလို့ယခုကဲ့သို့နားထောင်နေခြင်းလေးလာနေခြင်းဒီတဲ့ဘာသိဖို့လဲများများကြီးသိဖို့များများကြီးသိတဲ့အခါမှာတရားရဖို့အတွက်ကြတော့များများလုပ်ဖို့လိုသေးလားမလိုတော့ဘူးနည်းနည်းနဲ့သဘောပေါက်ဉာဏ်ရောက်ဖြစ်မလားမဖြစ်ဘူးလားနည်းနည်းလေ့ကျင့်ရုံနဲ့တရားရနိုင်လားမရနိုင်ဘူးလားအဲ့ဒီသဘာဝကဇာထဲမှာရှိသလိုလောကမှာလည်းပဲသူလောကမှာလည်းပဲရှိသလိုရှေ့တုန်းကပုဂ္ဂိုလ်တွေလည်းပဲများများသိတဲ့သူတွေဟာနည်းနည်းလေးနဲ့တရားရသွားလားမရသွားဘူးလားဒါလေးမှတ်ထားပါတဲ့ယခုဆိုရင်ဒီအကြောင်းလေးကြားတော့မိမိတို့အတိတိုးသွားလားမတိုးသွားဘူးလားအတိတိုးခြင်းဒီပင်လေရင်ဘာလို့ခေါ်လဲများများသိတာများများသိလေနည်းနည်းပဲကျင့်ရတော့လေတဲ့အဲဒီတော့ဘုရားရဲ့တရားတွေသိဖို့အတွက်ဘုရားဂုံပုတ်ထဲမှာပါဠိစကားလုံးလေးတစ်ခုရှိပါတယ်ဝိဇ္ဇာစရဏတမ္ပန္နောပ
ပြေဆုံးရမယ့်ချက်ဝိဇ္ဇာစရဏတမ္ပန္နောဝိဇ္ဇာကအတိတဲ့စရဏကအကျင့်တမ္ပန္နပြေဆုံးရမယ်ဝိဇ္ဇာဆိုတဲ့အတိစရဏဆိုတဲ့အကျင့်နှစ်ခုလုံးပြေဆုံးရမလားမပြေဆုံးရဘူးလားအဲ့တော့မသိသေးရင်အများကြီးကျင့်ရတယ်တဲ့မသိသေးရင်အများကြီးကျင့်တော့မှသိလာတယ်သိလာတဲ့အခါမှာအတိနဲ့ပြေဆုံးတယ်အကျင့်နဲ့ပြေဆုံးတယ်ဆိုတာဖြစ်လာတာအများကြီးသိရင်နည်းနည်းလေးကျင့်လိုက်တယ်တဲ့အများကြီးသိတဲ့အခါကျတော့နည်းနည်းလေးကျင့်လိုက်တယ်ကျင့်လိုက်တဲ့အခါမှာအတိနဲ့လည်းပြေဆုံးတယ်အကျင့်နဲ့လည်းပြေဆုံးတယ်ဒါကြောင့်မလို့ပြေဆုံးရမယ့်အတိအကျင့်တွေမှာအကျင့်ဘက်ကအတိဘက်ကနည်းနေရင်အကျင့်ဘက်ကများပေးရတယ်အကျင့်ဘက်ကအတိဘက်ကများနေရင်အကျင့်ဘက်ကနည်းသွားတယ်တဲ့တိတာနဲ့တပြိုင်တည်းအကျင့်ဆိုတဲ့အကျင့်ဟာများကျင့်စရာလိုသေးလားလိုပါဘူးဗျာမသိဘူးဆိုတဲ့ပုံကိုယ်တွေကြတော့အကျင့်အများကြီးကျင့်ရလားမကျင့်ရဘူးလားကျင့်ရတယ်ဗျာသိဖို့အတွက်အများကြီးကျင့်ရအဲ့တော့အဲ့ဒီမှာပြည့်စုံခြင်းသဘောတရားဒီအတိနဲ့အကျင့်ဘယ်နှမျိုးရှိလဲ2မျိုးအတိများတိလေအကျင့်လို့ခေါ်တဲ့အလောက်ကနည်းနည်းပဲလောက်ရလေဟောအတိဆိုတဲ့အတိကနည်းလေအကျင့်ဆိုတဲ့တီးဖို့အတွက်ကျင့်ရတဲ့အလောက်ကအများကြီးကျင့်ရလေဆိုတာအဲ့လိုရှိတဲ့အတွက်အဲ့ဒါလေးလည်းပဲမိမိတို့အတိတိုးအောင်မှတ်ထားကြပါတဲ့တရားရခြင်းတဲ့ပုဂ္ဂိုလ်အတွက်တရားသိခြင်းတဲ့ပုဂ္ဂိုလ်အတွက်ဒါမျိုးကသိတင်လားမသိတင်ဘူးလားသိတင်တယ်တဲ့အဲ့တော့မသိသေးရင်အကျင့်တွေအများကြီးကျင့်ရမယ်မသိသေးရင်အကျင့်တွေအများကြီးကျင့်ရအလုပ်တွေအများကြီးလုပ်ရသိလာပြီယခုကဲ့သို့တစ်ခုသိနှစ်ခုသိသုံးခုသိလာရင်ကျင့်စဉ်ပိုင်းဘက်မှာနည်းနည်းပဲကျင့်ဖို့လိုပါတော့တယ်တဲ့အဲ့တော့ကျင့်စဉ်ပိုင်းဘက်ကနည်းနည်းလေးဖြည့်လိုက်တာနဲ့ပြည့်စုံမလားမပြည့်စုံလားပြည့်စုံတယ်ဒါကြောင့်မနေ့ကတော့ပြောခဲ့တယ်အကျင့်ပိုင်းဆိုင်ရာမှာလမ်းကြောင်းအမှန်ဖြစ်သောမေဃဆိုတာဘုရားကပြောခဲ့တယ်မေဃဆိုတာအစိတ်ပိုင်းအဖြစ်လမ်းမှန်ကမ်းမှန်အကောင်ဖြစ်ဖို့အတွက်အချက်ဘယ်နှချက်လဲ၈ချက်ထဲမှာအဓိကအဖြစ်စိတ်ကောင်းဖို့တတိထားစိတ်ရှည်အောင်ကြိုးစားခြင်းဆိုတဲ့တတိဝိရိယသမာဓိဉာဏ်ကောင်းဖို့အတွက်တဲ့လေ့လာသုံးသပ်ပြီးတော့စဉ်းစားတွေးတော့ဆင်ခြင်ခြင်းဆိုတဲ့သမာဓိဋ္ဌိနဲ့သမာသင်္ကပ္ပအတိညာဏ်နဲ့တွေးတောခြင်းဆိုတဲ့အချက်2ချက်ပေါင်းတော့5ချက်အဲ့ဒါလို့စိတ်လည်းကောင်းတယ်ဉာဏ်လည်းကောင်းတယ်ဆိုရင်စကားပြောလည်းပဲကောင်းတာပြောမလားမပြောဘူးလားအလုံးလုံးလည်းပဲကောင်းတာလုံးမလားမလုံးဘူးလားအဲ့ဒါလို့ကောင်းတာပြောကောင်းတာလုပ်တဲ့အတွက်အဲ့ဒီပုဂ္ဂိုလ်ကိုလူကောင်းလူတော်လူကောင်းလို့သတ်မှတ်ကြသူရဲ့ဘဝဟာကောင်းမွန်စွာအသက်ရှင်ခြင်းဆိုတော့ဟောပြောကောင်းလုပ်ကောင်းအသက်ရှင်မှုရှင်သန်မှုကောင်းတဲ့အတွက်ကြောင့်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုပြီးတော့အဲ့ဒီအချက်8ချက်နဲ့ပြည့်စုံသွားတဲ့အခါအဲ့ဒီပုဂ္ဂိုလ်ဟာကောင်းတဲ့လမ်းကြောင်းပေါ်မှာဖြစ်ပွားသွားခြင်းပဲတဲ့အကောင်းတွေပဲဖြစ်သွားလိမ့်မယ်။ဘာတွေဖြစ်မလဲအကောင်းတွေပဲ။ကောင်းဖို့အတွက်ကအချက်ဘယ်နှချက်လဲ8ချက်အဲ့ဒီ8ချက်နဲ့ရှောက်လန်းနေရင်အကောင်းဘက်ကိုဥတည်နေလိမ့်မယ်တဲ့အချက်8ချက်နဲ့ရှောက်လန်းနေရင်အကောင်းဘက်ကိုဥတည်နေလိမ့်အချက်8ချက်ဆိုတော့အများကြီးဖြစ်နေတယ်တဲ့မနှဲဘူးကြိုးစားရလိမ့်မယ်နော်အချက်8ချက်ပြည့်စုံဖို့အတွက်အချက်တစ်ချက်2ချက်တည်းပြည့်စုံအောင်လေ့ကျင့်ရတာတဲ့အချက်8ချက်လုံးပြည့်စုံအောင်လေ့ကျင့်ရတာကပိုများလားမများဘူးလားများတယ်ဒီတော့ဒီမှာအကောင်းဖြစ်ဖို့အတွက်အထက်တန်းကိုတက်ဖို့အတွက်တဘာဝခက်ခဲမှုတွေတော့ရှိကြပါတယ်တဲ့အထက်ကိုတက်ဖို့အတွက်ခက်လားမခက်ဘူးလားမိမိတို့တောင်ပေါ်တက်တဲ့အခါသတိထားကြည့်တောင်ထိပ်ကိုရောက်ဖို့အတွက်ခြေလမ်းပေါင်းများစွာပင်ပန်းပန်းနဲ့တက်ရဟိုးတောင်ထိပ်ဆိုတဲ့အမြင့်ကိုရောက်ဖို့အတွက်အပေါ်စီးကနေကြည့်နိုင်ဖို့မြင်နိုင်ဖို့အတွက်ခြေလမ်းပေါင်းများစွာပင်ပန်းစွာနဲ့တက်ရလားမတက်ရဘူးလားတောင်ထိပ်ကနေအောက်ကျခြင်းဖို့အတွက်ကြတော့ခြေတလန်းချော်သွားတာနဲ့အောက်ကျနိုင်လားမကျနိုင်လားအတက်ကတော့လွယ်တယ်အတက်ကတော့ခက်တယ်တဲ့အဆင်းကြတော့တစ်ချက်တည်းနင်းလိုက်တာနဲ့အောက်ကိုရောက်သွားနိုင်လားမရောက်သွားနိုင်ဘူးအတက်ကခက်တယ်အဆင်းကလွယ်တယ်ဒေါနိတုသာပဲတဲ့မြတ်စွာဘုရားကအတက်လန်းလို့ခေါ်တဲ့မေဃဓမ္မတဲ့အချက်ဘယ်နှချက်လဲ8ချက်ခက်ခဲမှုပင်ပန်းမှုတွေတော့ရှိလားမရှိဘူးလားရှိပါခက်ခဲမှုပင်ပန်းမှုတွေတော့ရှိလိမ့်မယ်တဲ့အေးအဲ့လိုအတက်လန်းရှိသလိုအဆင်းလန်းလည်းရှိသေးတယ်တဲ့အဆင်းလန်းလည်းရှိသေးတယ်အဆင်းကြတော့တိတ်မခက်ဘူးတဲ့မပင်ပန်းဘူးတဲ့ဆင်းချင်ရင်တစ်ချက်တည်းချော်လိုက်ချော်ချလိုက်တာနဲ့တပြိုင်တည်းချက်ချင်းပြုတ်ကြမလားမပြုတ်ကြဘူးတ
တက်ဖို့အတွက်ရှေ့ချက်လို့ပြောပေမဲ့ဆင်းဖို့အတွက်ကြတော့အဓိကတစ်ချက်ထဲနဲ့တင်အောက်ရောက်သွားလိမ့်မယ်တဲ့ဘယ်နှချက်နဲ့အောက်ရောက်မလဲတစ်ချက်ထဲနဲ့အောက်ရောက်သွားမယ်တဲ့အဲ့ဒီတစ်ချက်ကဘာလဲဆိုတော့ဘုရားကပြောတာမိစ္ဆာဒိဋ္ဌိတဲ့ဘာလို့ပြောလဲမိစ္ဆာဒိဋ္ဌိဆိုတာကမာယွင်ဖောက်ပြန်မမှန်မကန်နဲ့မြင်ခြင်းဟာအမှားမြင်တယ်ဆိုရင်အဲ့ဒီတစ်ချက်ထဲနဲ့အောက်ကိုပြုတ်ကျသွားလိမ့်မယ်တဲ့အမှားမြင်တယ်ဆိုရင်မမှန်ကန်ကန်မမြင်ဘူးဆိုရင်အဲ့ဒီတစ်ချက်ထဲနဲ့ဘာဖြစ်သွားလဲအောက်ကိုပြုတ်ကျသွားလိမ့်မယ်တဲ့အစင်းကြတော့ခက်လားမခက်ပါဘူးတဲ့အတက်တာပင်ပန်းတာခြေလမ်းပေါင်းများစွာနဲ့တက်ရတာဆင်းကျင်တော့သိမခက်လာဘူးတဲ့တလန်းချော်သွားတာနဲ့အောက်ကျလားမကျဘူးလားဒါကြောင့်ဘုရားကအောက်ကျဖို့အတွက်ကြတော့သိများများမလိုဘူးတဲ့အောက်တန်းကျသွားဖို့အတွက်တစ်ချက်တည်းပဲတဲ့မားပြီရဲ့ဆိုရင်ဘယ်ရောက်သွားအောက်ကျသွားလိမ့်မယ်မားပြီရဲ့ဆိုရင်အောက်ကျသွားလိမ့်မယ်အဲ့ဒီတစ်ချက်ကိုသေချာမှတ်ပါတဲ့မိမိတို့ဟာထက်တက်မဲ့ပုံကိုယ်တွေဖြစ်သောကြောင့်နဲ့အောက်ကျစေကြောင်းဖြစ်တဲ့မာယွင်းမှုကိုရှောင်ရမလားမရှောင်ရဘူးလားအဲ့ဒီအောက်ကျစေကြောင်းဖြစ်တဲ့မာယွင်းမှုလမ်းကြောင်းကတော့မရှောင်မိစေနဲ့တဲ့အလွန်အရေးကြီးပါတယ်အဲ့တော့အဲ့ဒီအောက်ကျစေတဲ့မာယွင်းမှုဆိုတဲ့လမ်းကြောင်းမှာဘာတွေကပူပေါင်းပါဝင်သွားလဲဆိုတော့ဝိရိယရဲ့တမာတိရဲ့စိတ်ရဲ့ဝိရိယတမာတိဆိုတဲ့အချက်တွေကအတွေးမားတွေဝိရိယတွေတမာတိတွေဆိုတဲ့အချက်တွေကမာယွင်းတဲ့ဘက်မှာလည်းပူပေါင်းပါဝင်သွားတယ်တဲ့အမားတစ်ခုကိုလက်ခံမိတာနဲ့အတွေ့ရင်လည်းမာမလားမမာဘူးလားသူရဲ့ပြုလုပ်ချက်အားထုတ်ချက်တွေကလည်းမာမလားမမာဘူးလားသူရဲ့စိတ်ဝင်စားမှုတွေအဲ့ဒီထဲမှာစိတ်ရောက်ရှိသွားမှုတွေကလည်းမာမလားမမာဘူးလားအဲ့တော့အမာယွင်းမှုဆိုတဲ့အမားတစ်ခုအဲ့ဒီအမားတစ်ခုနဲ့မိမိတို့စိတ်ထဲမှာအမားဝင်သွားပြီရဲ့ဆိုရင်အတွေးကလည်းမှားသွားတော့မယ်ကြိုးစားအထုတ်တဲ့ပြုလုပ်ချက်တွေဝိရိယတွေကလည်းမှားသွားတော့မယ်စိတ်တွေကလည်းလဲ့သွားတဲ့စိတ်တွေရောက်သွားတဲ့စိတ်တွေပူပေါင်းပါဝင်သွားတဲ့စိတ်တွေကအဲ့ဒီမှာပဲပူပေါင်းပါဝင်သွားလိမ့်မယ်ဒီတော့မာယွင်းမှုတစ်ခုဖြစ်တာနဲ့အတွေးရောပြုလုပ်ချက်ကောစိတ်ဝင်စားမှုရောဟာအကုန်မှားလားမမှားဘူးလားဒါဆိုလို့ရှိရင်မာယွင်းမှုမှာ၄မျိုးလို့ပြောပေမဲ့တကယ်အဓိကကဘယ်နှမျိုးလဲတစ်မျိုးတည်းမှားပြီရဲ့ဆိုရင်အတွေးလည်းမှားပြီပြုလုပ်ချက်လည်းမှားပြီစိတ်ရဲ့ပါဝင်သက်ရောက်မှုတွေလည်းမှားသွားပြီဖြစ်သောကြောင့်အစင်းလမ်းကြောင်းအနေနဲ့ပြောရင်တော့ဘယ်နှချက်ပြောမလဲတစ်ချက်တည်းတဲ့အသေးစိတ်ခွဲကြည့်ရင်တော့အစိတ်ပိုင်းနေနဲ့၄ချက်တော့ဖြစ်နေလိမ့်မယ်တဲ့ဘယ်နှချက်ဖြစ်မလဲဒါပေမဲ့အစင်းဘက်ကတော့လိုရင်းဘယ်နှချက်ပဲရှိတယ်တစ်ချက်တည်းမှားရင်တော့ဘယ်ရောက်သွားမလဲအောက်ကိုထိုးကျသွားလိမ့်မယ်တဲ့မှားရင်အောက်ကိုထိုးကျသွားလိမ့်မယ်တဲ့ဒါမှမလို့လူဘဝမှာအောက်တန်းကျတဲ့ဘုသူတွေဆိုတာရှိသလားမရှိဘူးလားအောက်တန်းကျတဲ့သူတွေဆိုတာကအတွေးခေါ်မှားသွားလို့နော်သူတို့အတိမြင်မှားသွားလို့အတိမြင်မှားတာနဲ့သူတို့ဘဝဟာပူလောင်ဆင်းရဲပင်ပန်းပြီးတော့အဆင့်တန်းမြင့်တဲ့ဘဝမျိုးမရတော့ဘူးတဲ့ဒါအောင်အတက်မှာတော့ခက်ခဲမဲ့ပင်ပန်းမဲ့ချက်ပဲနဲ့ချက်လဲရှစ်ချက်အဲ့ဒီရှစ်ချက်နဲ့ရှောက်လန်းနေရင်ထက်ကိုတက်သွားမယ်ဆင်းဖို့အတွက်ကြတော့သိများလို့လားလိုပါဘူးဗျာစိတ်ထဲကအမှားတစ်ခုကိုဒါလက်ခံလိုက်တဲ့အဲ့ဒီအမှားကြောင့်ပဲအထက်ရောက်မလားအောက်ရောက်သွားမလားဒါကြောင့်ဘုရားကဒိဋ္ဌိဆိုတဲ့အယူမှားမေဃသစ္စာမဂ္ဂင်မှာတော့မိစ္ဆာဒိဋ္ဌိဆိုပြီးတော့မိစ္ဆာစကလုံးလေးပါထပ်တိုးလိုက်တယ်ဒိဋ္ဌိဆိုတဲ့အယူမှားရှိနေသမျှကတော့အတက်တန်းကိုရောက်မှာမဟုတ်ဘူးတဲ့မှားနေရင်ထက်ရောက်ပါမလားအထက်မရောက်ရင်ဘယ်ရောက်မလဲအောက်ကျနေလိမ့်မယ်အပေကံဘဝပြည့်နေကြလိမ့်မယ်တဲ့ဒါကြောင့်မလို့လမ်းကြောင်းအနေနဲ့ပြောတဲ့အခါမှာအထက်တန်းကိုတက်စေတဲ့ကောင်းတဲ့လမ်းကြောင်းအောက်တန်းကိုကျစေတဲ့မကောင်းတဲ့လမ်းကြောင်းဘယ်နှမျိုးရှိလဲနှစ်မျိုးလမ်းကြောင်းနှစ်မျိုးမှာထက်တက်ဖို့အတွက်ကြတော့အချက်တွေကများလားမများဘူးလားတောင်ထိပ်တက်ဖို့အတွက်ခြေလမ်းပေါင်းများစွာတက်ရမလားမတက်ရဘူးလားတောင်အောက်ဆင်းဖို့အတွက်ကြတော့များလို့လားခြေထောက်လေးတစ်ချက်တည်းချော်ချလိုက်တာနဲ့အောက်ကိုချက်ချင်းပြုတ်ကျလားမပြုတ်ကျဘူးလားပြုတ်ကျနိုင်လားမပြုတ်ကျနိုင်ဘူးလားဒါကြောင့်မလို့မာယွင်းမှုဖြစ်သွားတာနဲ့တပြိုင်နက်အောက်ကိုရောက်သွားတော့တာပဲတဲ့မကောင်းတဲ့လမ်းကြောင်းဆိုပြီးတော့အဲ့ဒီမာယွင်းစွာသိမြင်နေခြင်းကိုတစ်ချက်တည်းဘုရားကပြောခဲ့တယ်အဲ့ဒီတစ်ချက်မှာအတွေးမှားတယ်ပြုလုပ်တာမှားတယ်ဝိရိယမှားတယ်တမာရိမှားတယ်ပါတခါတည်းထည့်ပေးလိုက်တယ်တဲ့
အသေးစိတ်အားဖြင့်ပြောရင်၄ချက်လိုရင်းအားဖြင့်ပြောရင်ဘယ်နှချက်လဲတစ်ချက်တည်းအဲဒီတော့အဲ့ဒီမေဃလမ်းကြောင်းဆိုတာတော့မိမိတို့သိသွားပြီဒါမှမလို့မိမိတို့မေဃဆိုတဲ့လမ်းကြောင်းတွေသိသွားတဲ့အခါမှာအထက်တက်တဲ့လမ်းကြောင်းအောက်ဆင်းတဲ့လမ်းကြောင်းအစင်တန်းမြင့်တဲ့လမ်းကြောင်းအစင်တန်းနှိမ့်တဲ့လမ်းကြောင်းသိသွားပြီးဒီနောက်မှာအဲ့ဒီလမ်းကြောင်းအတိုင်းပြုလုပ်အဲ့ဒီလမ်းကြောင်းသိတဲ့အသိဉာဏ်နဲ့ရှောက်လန်းရတော့မယ်တဲ့အဲ့ဒါလို့ရှောက်လန်းနေခြင်းဒီရှောက်လန်းနေခြင်းကိုဘုရားကဘာလို့ပြောလဲဆိုတော့ကမ္မပစ္စယောလို့တခါထပ်ပြောတယ်ဘာလို့ပြောလဲကမ္မပစ္စယောတဲ့ကမ္မပစ္စယောဆိုပြီးတော့ရှောက်တခါမြတ်စွာဘုရားကထုတ်ပြောလိုက်တယ်ဩလူလောကမှာတဲ့မှန်တဲ့လမ်းနဲ့မှားတဲ့လမ်းရှိလားမရှိဘူးလားမှန်တဲ့လမ်းရှောက်နေတာတွေလည်းရှိလားမရှိဘူးလားလမ်းမားကိုရှောက်နေတာလည်းရှိလားမရှိဘူးလားအထက်ကိုတက်နေတာလည်းရှိလားမရှိဘူးလားအောက်ကိုနှိပ်ကျသွားတာလည်းရှိလားမရှိဘူးလားအဲ့ဒီလမ်းကြောင်းပေါ်မှာရှောက်နေတာကံနေပါတဲ့အဲ့ဒီလမ်းကြောင်းပေါ်ရှောက်နေခြင်းကိုဘာလို့ပြောလဲကံဆိုတာပြုလုပ်ချက်များကိုဆိုလိုတယ်တဲ့ကံဆိုတာပြုလုပ်ချက်များစိတ်စေတနာတွန်းအားတွေနဲ့ပြုလုပ်ချက်များကိုကံလို့ဘုရားကပြောတယ်ကမ္မပစ္စယောဆိုပြီးတော့ပဋ္ဌာန်းဒေသနာတော်မှာတွေ့ရကမ္မပစ္စယောတိကုသလကုသလံကမ္မံဝိပါကနံခန္ဓာနံကရတ္တဇရူပနံကမ္မပစ္စေနပစ္စယောကုသိုလ်အကုသိုလ်ဆိုတဲ့ပြုလုပ်ချက်တွေနဲ့အဲ့ဒါတွေကိုကံနေတဲ့အဲ့ဒီကံတွေဟာလမ်းနေနဲ့ကြည့်ရင်အထက်ကိုတက်စေတဲ့သတိဝိရိယဉာဏ်တွေးအဲ့ဒါတွေနဲ့ထက်တက်သွားတဲ့ပြုလုပ်ချက်များအောက်ကိုကျစေသောပြုလုပ်ချက်များလမ်းနေနဲ့ကြည့်တော့ဘယ်နှလမ်းလဲနှစ်လမ်းအဲ့ဒီနှစ်လမ်းကိုပဲဘုရားကကမ္မပစ္စယောလုပ်ငန်းတွေပါတဲ့ပြုလုပ်နေတဲ့ပြုလုပ်ချက်တွေပါဆိုပြီးတော့ကမ္မဆိုတဲ့အကြောင်းတရားကိုဘုရားကထုတ်ပြောပြအဲဒီတော့လူလောကမှာလူတွေလုပ်နေတဲ့အလုပ်နှမျိုးပဲရှိပါတယ်ကောင်းတဲ့အလုပ်နဲ့မကောင်းတဲ့အလုပ်ပုရုဇဉ်ပုဂ္ဂိုလ်တွေမှန်သမျှအဲ့ဒီလမ်းကြောင်းနှစ်ခုအဲ့ဒီအလုပ်နှစ်ခုကလွဲ၍ဘာလုပ်နိုင်လဲဘာမှမလုပ်နိုင်ဘူးကောင်းတဲ့အလုပ်လုပ်ရင်လုပ်မလုပ်ရင်မကောင်းတဲ့အလုပ်လုပ်နေကြစိတ်ထဲကတွေးတဲ့နှမျိုးပဲကောင်းတာတွေးမိရင်တွေးမိမကောင်းတာတွေးမိရင်တွေးမိဘယ်နှမျိုးလဲပါဇက်ကပြောတယ်နှမျိုးပဲကောင်းတာပြောရင်ပြောပြီးရင်မကောင်းတာပြောရင်ပြောဘယ်နှမျိုးလဲမိမိတို့ပြုလုပ်ဆောင်ရွက်နေတဲ့စားတောက်နေထိုင်ရှာဖွေဘယ်ကိစ္စမျိုးမှာပဲဖြစ်ဖြစ်ကောင်းတဲ့ပြုလုပ်ချက်နဲ့မကောင်းတဲ့ပြုလုပ်ချက်ဘယ်နှမျိုးလဲနှမျိုးတဲ့အဲ့ဒီနှမျိုးကိုပဲဘုရားကကံလို့ပြောပါတယ်အဲ့ဒီနှမျိုးကိုဘာလို့ပြောလဲကံလူဘဝကိုအကဲခတ်ကြည့်ပါတဲ့ပဋ္ဌာန်းတရားဆိုတာလူနဲ့လူပတ်ဝန်းကျင်အကြောင်းပြောခဲ့တာဘာအကြောင်းပြောခဲ့လဲလူနဲ့လူပတ်ဝန်းကျင်အကြောင်းပြောခဲ့လူနဲ့လူပတ်ဝန်းကျင်အကြောင်းပြောခဲ့တော့လူတွေဟာမွေတွေကနေစသေးတဲ့အထိအလုပ်လုပ်ရလားမလုပ်ရဘူးလားအဲ့ဒါလို့ပြုလုပ်ချက်တွေကိုတဲ့ပေါ်ရန်အဖြစ်ပြောရင်ကံလို့ခေါ်တယ်တဲ့ပြုလုပ်ချက်ကိုပေါ်ရန်နေအဖြစ်ပြောရင်ဘာလို့ခေါ်လဲကံကိုပထမစဉ်အနေအဖြစ်အဲ့ဒါလို့မှတ်ထားပါမိမိတို့ပြုလုပ်နေတဲ့စိတ်ဖြင့်ပြုလုပ်တဲ့မနောကံစိတ်ဖြင့်တွေးတောတဲ့မနောကံပါးစပ်ဖြင့်ပြောတဲ့ဝစီကံခန္ဓာကိုယ်ဖြင့်ပြုလုပ်တဲ့ကာယကံအဲ့ဒီကံတွေမှန်သမျှကိုအဲ့ဒါလို့ပြုလုပ်ချက်တဲ့ပြုလုပ်ချက်တွေမှန်သမျှကိုဘာလို့ပြောလဲကံလို့ပြောတယ်တဲ့အဲ့ဒီကံကလည်းပဲလူတိုင်းဟာစိတ်ရှိတော့တွေးလားမတွေးဘူးလားတွေးတော့ဘာကံလဲမနောကံပါးစပ်ရှိတော့ပြောလားမပြောဘူးလားစိတ်ကူးတဲ့ရပြောတယ်အဲ့ဒါဘာကံလဲဝစီကံစိတ်ကတွေးတဲ့အတိုင်းပဲဟိုလှုပ်ဒီလှုပ်လှုပ်လားမလှုပ်ဘူးလားအဲ့ဒါဘာကံလဲကာယကံလူရယ်လို့ဖြစ်လာရင်ကလေးကစပုဂ္ဂိုလ်တ attva တွေမှန်သမျှအဲ့ဒီကံဆိုတဲ့ပြုလုပ်ချက်တွေအမြဲတမ်းပြုလုပ်နေရလားမပြုလုပ်နေရဘူးလားပြုလုပ်နေကြတယ်တဲ့ကဲအဲ့တော့အဲ့ဒီပြုလုပ်ချက်မှာလည်းပဲဟိုဘက်ကမေဃဆိုတဲ့လမ်းကြောင်းနဲ့ကြည့်ရင်စိတ်ကောင်းတဲ့ပုဂ္ဂိုလ်တွေဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်တွေကအတွေ့တွေးတဲ့အခါမှာအကောင်းတွေးမလားဆိုးတွေးမလားစကားပြောတဲ့အခါမှာအကောင်းပြောမလားဆိုးပြောမလားအလုံးလုံးတဲ့အခါမှာကောင်းမှုကုသိုလ်လုပ်မလားမကောင်းမှုဒုစရိုက်တွေလုပ်မလားဒါဆိုရင်ဟိုဘက်ကလမ်းကြောင်းနဲ့ကြည့်လိုက်တဲ့အခါမှာစိတ်ကောင်းတဲ့ပုဂ္ဂိုလ်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်များသည်ဒီဘက်ကအလုပ်တွေမှာကောင်းမှုကုသိုလ်ဆိုတဲ့အလုပ်တွေပြုလုပ်ကြလိမ့်မယ်တဲ့ဘာအလုပ်တွေလုပ်မလဲကောင်းမှုကုသိုလ်ဆိုတဲ့အလုပ်တွေလုပ်ကြလိမ့်မယ်ဟိုဘက်ကမာယွင်းစွာတွေးတဲ့အတွေးမှားတဲ့ပုဂ္ဂိုလ်များလမ်းကြောင်းမှာအမားကိုလက်ခံထားတဲ့ပုဂ္ဂိုလ်များကြတော့ပြုလုပ်ချက်များမှာကောင်းတာပြောမလားဆိုးတာပြောမလား
ကောင်းတာတွေးမလားမကောင်းတာတွေးမလားကောင်းတဲ့လှုပ်လှုပ်မလားမကောင်းတဲ့လှုပ်လှုပ်မလားဟိုဘက်ကမာယွင်မှုနဲ့ရှင်ပြီးတော့မာယွင်မှုကိုလက်ခံထားတဲ့သူတွေကြတော့တွေးတဲ့ကမာပြီတဲ့မကောင်းတာတွေးတော့ပြောတဲ့ကမကောင်းတာပဲပြောမယ်ပြုလုပ်တော့လည်းမကောင်းတာတွေပဲပြုလုပ်မယ်အဲ့တော့အဲ့လိုပြုလုပ်ချက်တွေဟာတဲ့ဟိုဘက်ကလမ်းကြောင်းပေါ်ကြည့်ပြီးဒီဘက်မှာအကုသိုလ်ကံမကောင်းတဲ့ကံဆိုပြီးတော့ဖြစ်ပေါ်မလားမဖြစ်ပေါ်ဘူးလားလမ်းကြောင်းပေါ်မူတည်ပြီးတော့ဒီဘက်ကပြောဆိုချက်ပြုလုပ်ချက်ကြံစီတွေးတောချက်တွေသည်ကုသိုလ်ကံအနေနဲ့ဖြစ်လာမယ်လမ်းကြောင်းပေါ်မူတည်ပြီးတော့ပြောဆိုချက်ပြုလုပ်ချက်တွေးတောချက်တွေသည်ဘာကံအနေနဲ့ဖြစ်လာလဲအကုသိုလ်ကံအနေနဲ့ဖြစ်လာတယ်တဲ့ဒီတော့လမ်းကြောင်းနဲ့ဒီဘက်ကပြုလုပ်ချက်နဲ့ပေါင်းလိုက်တဲ့အခါမှာလမ်းကြောင်းက2မျိုးရှိသောကြောင့်ပြုလုပ်ချက်လည်းဘယ်နှမျိုးဖြစ်လဲ2မျိုးအကောင်းဆုံးဆိုပြီးတော့ဘုရားကအဲ့ဒီလမ်းကြောင်းအားလျော်စွာပြုလုပ်ချက်2မျိုးကိုကမ္မပစ္စယောဆိုပြီးတော့ပဋ္ဌာန်းမှာဟောခဲ့အဲ့တော့မိမိတို့တတိထားပြီးတော့ကြည်ပါတဲ့တတိထားကြည့်မိမိတို့ပြုလုပ်တဲ့ပြုလုပ်ချက်တွေဒီစိတ်ကောင်းစေတနာကောင်းနဲ့လုပ်တာလည်းမဟုတ်မသိလိုက်မသိဘာသာနဲ့မသိသလိုလုံးမိရင်အကောင်းဖြစ်မလားအဆိုးဖြစ်မလားအဆိုးဖြစ်မှာနောက်တစ်ချက်ကဟောစိတ်ကောင်းစေတနာကောင်းလည်းရှိတယ်အသိဉာဏ်လည်းရှိတယ်ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်တွေရဲ့ပြုလုပ်ချက်တွေဟာအကောင်းဖြစ်မလားအဆိုးဖြစ်မလားအဲ့ဒီကံတွေဟာအကောင်းလားအဆိုးလားအကောင်းဒါကြောင့်မလို့မိမိတို့ပြုလုပ်ချက်တွေကိုမိမိတို့ဘာသာလေ့လာကြည့်ပါတဲ့ကိုပြုလုပ်တဲ့အချက်တွေသည်စိတ်ကောင်းနဲ့ပြုလုပ်တာလားဉာဏ်နဲ့အသိဉာဏ်နဲ့ပြုလုပ်တာလားကိုဘာသာကိုတတိထားစဉ်းစားရင်ပေါ်မလားမပေါ်ဘူးလားပေါ်ပါတယ်ဗျာကိုပြုလုပ်တာကစိတ်ကောင်းတက်တက်လေးနဲ့လုပ်နေတာလားဉာဏ်မှာပါသလားဆိုတာအဲ့ဒါလို့ထည့်ကြည့်ရအဲ့ဒါလို့ထည့်ကြည့်ရတချို့ပုဂ္ဂိုလ်တွေကစိတ်ကောင်းတော့ရှိတယ်ပြည့်စုံတဲ့အသိဉာဏ်တော့မရှိဘူးမရှိတော့စိတ်ကောင်းနဲ့တော့ပြုလုပ်တယ်ပြည့်စုံတဲ့အသိဉာဏ်မရှိတဲ့အတွက်ကြောင့်သူတို့ရဲ့ပြုလုပ်ချက်ဟာအပြည့်စုံမှန်ပါမလားမမှန်ဘူးတဲ့နောက်တစ်ချက်တချို့ကစိတ်ကောင်းလည်းရှိတယ်ပြည့်စုံတဲ့အသိဉာဏ်လည်းရှိတယ်အဲ့ဒါဆိုရင်သူတို့ပြုလုပ်ချက်ဟာပြည့်စုံတဲ့ကောင်းမှုဖြစ်မလားမဖြစ်ဘူးလားဖြစ်ပါလိမ့်မယ်တဲ့တချို့ပုဂ္ဂိုလ်တွေကစိတ်ကောင်းလည်းမရှိဘူးဉာဏ်လည်းမရှိဘူးအဲ့လိုပုဂ္ဂိုလ်မျိုးကြတော့ပြုလုပ်တဲ့အလုပ်တွေဟာကောင်းမွန်တဲ့အလုပ်မျိုးဖြစ်နိုင်မှာတော့မလားမဖြစ်နိုင်တော့ဘူးအဲ့ဒါလိုလမ်းကြောင်းအားလျော်စွာပြုလုပ်ပုံတွေကွဲပြားသွားလို့မိမိတို့ကတတိထားပြီးတော့ကိုလည်းကြည်ပါကိုလုပ်နေတဲ့အလုပ်တွေကိုလည်းစဉ်းစားကြတွေးတောကြည့်ပါသိရှိလက်ရှိနဲ့စဉ်းစားကြည့်သူတစ်ပါးတွေပြုလုပ်နေတာကိုလည်းပဲတတိထားပြီးတော့စိတ်ရှိလက်ရှိနဲ့စဉ်းစားကြည့်ရင်အကောင်းဆုံးဆိုတာပေါ်လာမလားမပေါ်လာဘူးလားအကောင်းဆုံးကိုကြာကြာနာနာသိမလားမသိဘူးလားအကောင်းမှဆိုမှသိရင်မိမိတို့မကောင်းတာတွေဖျောက်ပြီးတော့ကောင်းတာတွေကိုပဲရောက်အောင်ပြုလုပ်ကြတော့မှာပေါ့တဲ့မကောင်းတာတွေကိုမသိလို့သာမကောင်းမှုကိုကျူးလွန်မိကြတာမကောင်းတာသိလို့ရှိရင်လူတွေရှောင်မလားမရှောင်ဘူးလားဒီထမင်းတွေဟင်းတွေကသိုးနေတဲ့မကောင်းမှုဆိုရင်စားမလားပြစ်မလားပြစ်ပါဗျာဒီထမင်းထဲမှာစိတ်ပါနေတဲ့မကောင်းမှန်းသိရင်ဟင်းဘလောက်ကောင်းကောင်းစားနိုင်သေးလားစားနိုင်ပါဗျာထမင်းနဲ့ဟင်းနဲ့မစင်ကျင်ကြီးအနှဲငယ်ကျသွားတာသိခဲ့ရင်အဲ့ဒီထမင်းတွေဟင်းတွေစားနိုင်သေးလားစားနိုင်ပါဗျာဘာဖြစ်လို့မစားလဲမကောင်းမှန်းသိတာဟိုတဲ့မကောင်းမှန်းသေးချာသိရင်မကောင်းမှုကိုရှောင်နိုင်လားမရှောင်နိုင်ဘူးလားဒါကြောင့်မလို့တဲ့ဘုရားကလမ်းကြောင်းတွေပြောတဲ့အခါမှာပြုလုပ်ချက်နဲ့လမ်းကြောင်းတွေဟာတစ်ဆက်တည်းဆက်နေတယ်ပြုလုပ်ချက်နဲ့လမ်းကြောင်းတွေဆက်လားမဆက်ဘူးလားဆက်ပါဗျာအဲ့တော့ပြုလုပ်ချက်ကမှန်မယ်ကောင်းမယ်ဆိုရင်လမ်းကြောင်းကမှန်မယ်ကောင်းမယ်ဆိုရင်ပြုလုပ်ချက်ကလည်းကောင်းမလားမကောင်းဘူးလားလမ်းကြောင်းမှာတဲ့မှန်ဖို့အတွက်ကောင်းဖို့အတွက်နှမျိုးပြောထားခဲ့တယ်စိတ်ရှိရမယ်သိဉာဏ်ရှိရမယ်စိတ်ကောင်းရှိရမယ်ဉာဏ်ရှိရမယ်ဘယ်နှမျိုးပြောခဲ့လဲနှမျိုးအဲ့ဒီနှမျိုးမှာဘယ်ကအဓိကကြလဲလို့မေးခဲ့ရင်တော့ဉာဏ်ရှိတာကအဓိကကြတယ်တဲ့ဘာကအဓိကကြလဲတာမန်အားဖြင့်သိတဲ့သူတွေကစိတ်ကောင်းကိုအဓိကကြတယ်လို့ပြောလိမ့်မယ်စိတ်ကောင်းကိုအဓိကကြတယ်လို့ပြောမလားမပြောဘူးလားတကယ်လိုရင်းကတော့ဉာဏ်ကောင်းခြင်းကအဓိကကြတယ်တဲ့ဘာကအဓိကကြလဲခုနတော့ပြောပြီးပြီထမင်းထဲမှာမစင်ပါနေတယ်မသိတဲ့သူက
စားမလားမစားဘူးလားသိတဲ့သူကစားပါမလားမကောင်းမှန်းသိရင်တဲ့မကောင်းမှုကိုရှောင်ပြီးသားပဲတဲ့မကောင်းမှန်းသိရင်မကောင်းမှုကိုရှောင်တာနဲ့စိတ်ကောင်းဆိုတာဖြစ်မလားမဖြစ်ဘူးလားဒါပေမဲ့စိတ်ကောင်းတော့ရှိတယ်အသိဉာဏ်မရှိရင်ကောင်းမှမကောင်းမှမသိတော့စိတ်ကောင်းထားပေမဲ့ဉာဏ်မရှိလို့ရှိရင်မကောင်းတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားစိတ်ကောင်းဘလောက်ထားတော့ဉာဏ်မရှိရင်မကောင်းတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားသိမှမသိပဲတဲ့မသိရင်ရှောင်နိုင်မလားသိတဲ့ပုဂ္ဂိုလ်ကတော့ရှောင်ပြီးသားပဲဒါကြောင့်မလို့စိတ်ကောင်းတဲ့ဉာဏ်ကောင်းပဲအရေးကြီးလေဉာဏ်ကောင်းဖို့ကအရေးကြီးတယ်ဉာဏ်ကောင်းဖို့အရေးကြီးတယ်ဆိုတာစိတ်ကောင်းလဲလိုလားမလိုဘူးလားဉာဏ်ကောင်းရင်တော့စိတ်ကကောင်းပြီးသားပဲခုနပြောတဲ့ဥပမာကြည့်နော်မကောင်းတာမှသေချာသိတယ်ဆိုတာစိတ်ကောင်းကိုပြောတာလားဉာဏ်ကောင်းတာကိုပြောတာလားဉာဏ်ကောင်းရင်မကောင်းမှုကရှောင်ပြီးသားပဲတဲ့ရှောင်မလားမရှောင်ဘူးလားဒါကြောင့်မလို့ဉာဏ်ကောင်းမှုအရေးကြီးတဲ့အတွက်မေဃဆိုတဲ့လမ်းကြောင်းကိုဘုရားရှင်ကချပြတဲ့အခါမှာအများသူငါတွေသိကြပါတယ်တဲ့မဂ်ခင်၈ပါးဘယ်ကစပါသလဲတဲ့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသမ္မာဝါယမသမ္မာတတိသမ္မာသမာဓိဘယ်ကစလဲသမ္မာဒိဋ္ဌိကစတယ်တဲ့သမ္မာဒိဋ္ဌိဆိုတာမှန်ကန်တဲ့အမြင်လို့ခေါ်ပါတယ်ဉာဏ်အုပ်စုတွေပါတယ်ဘာအုပ်စုတွေလဲသမ္မာဒိဋ္ဌိနဲ့သမ္မာသင်္ကပ္ပကဉာဏ်ကောင်းခြင်းတဲ့မမှန်ကန်ကန်သိပြီးတော့မမှန်ကန်ကန်သုံးသပ်နိုင်ရင်အဲ့ဒါကိုဘာကောင်းတယ်ခေါ်လဲဉာဏ်ကောင်းတာဉာဏ်ကောင်းတာနဲ့စိတ်ကောင်းတာတူလားဒါပေမဲ့ဉာဏ်ကောင်းရင်စိတ်ကကောင်းမလားမကောင်းဘူးလားသေချာသိရင်မိခဲကိုဘယ်သူနင်းမလဲဘယ်သူမှမနင်းဘူးမိခဲဆိုတာမကောင်းမှုပဲတဲ့ထိလိုက်တာနဲ့ပူတယ်ပြီးတဲ့အခါမှာဒဏ်ရာနာတရားရပြီးတော့ဒုက္ခတွေရောက်တယ်အကုသိုလ်ဒီဘာနဲ့တူလဲမိခဲနဲ့တူတယ်သေချာမသိရင်တော့စိတ်ကောင်းရှိပေမဲ့ဉာဏ်မရှိရင်တော့မိခဲဆိုတာနင်းမိနိုင်လားမနင်းမိနိုင်ဘူးလားသေချာသိတဲ့လူကမိခဲနင်းမှာမလားဘယ်တော့မှမနင်းဘူးအခုကဘာပေါ်မှာမီးနင်းတဲ့ဝါဒရှိတယ်သူတို့ကသိမှမသိပဲတဲ့အဲ့ဒီမီးနင်းနေတဲ့ပုံကိုယ်တွေကတခါတည်းမှာသူတစ်ပါးကိုကောင်းစေခြင်းနဲ့စိတ်ကောင်းတော့ရှိလားမရှိဘူးလားဟာသူတို့ဟိုမှာမီးနင်းတော့မကောင်းမှန်းတော့သိလားစိတ်ကောင်းတော့ရှိကြတယ်ဉာဏ်မရှိတဲ့အတွက်ကြောင့်မီးနင်းခြင်းနဲ့ကောင်းကနင်းဟိုလောက်တာလောက်ဒီလောက်တာလောက်နဲ့ရှိလားမရှိဘူးလားတကယ်ဉာဏ်ရှိတဲ့ကောင်ကမီးနင်းပါမလားမီးနင်းတိုင်းစိတ်ကောင်းမရှိဘူးလို့ပြောလို့ရလားမရဘူးကြွေးခြင်းမွေးခြင်းနဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေပါလားမပါဘူးလားသူတို့ကောင်းကောင်းမွန်မွန်နေခြင်းနဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်လည်းပါလားမပါဘူးလားဒါပေမဲ့သူတို့ဘာတွေနင်းကြလဲမီးနင်းကြဘာမရှိတာလဲဉာဏ်မရှိတာဉာဏ်မရှိတိုင်းစိတ်ကောင်းမရှိသလားမဟုတ်ပါဘူးတဲ့ဉာဏ်မရှိပေမဲ့စိတ်ကောင်းရှိတာတွေတော့ရှိလားမရှိဘူးလားဒါပေမဲ့စိတ်ကောင်းရှိတိုင်းတော့ဉာဏ်မရှိနိုင်ဘူးဉာဏ်ရှိခဲ့ရင်တော့စိတ်ကောင်းကလည်းရှိတယ်ဉာဏ်ရှိရင်တကယ်ပြည့်စုံတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကစိတ်ကောင်းရှိပြီးသားပဲတဲ့ဒီတော့စိတ်ကောင်းတဲ့ဉာဏ်ကောင်းဘာအရေးကြီးလဲဉာဏ်ကောင်းမှုအရေးကြီးတယ်တဲ့အသိဉာဏ်တကယ်ရှိရင်အကုသိုလ်ဆိုတာမလုပ်တော့ပါဘူးတဲ့တကယ်မသိလို့သာလုပ်နေကြတာတဲ့ဉာဏ်မရှိသေးလို့ဒါအကုသိုလ်တွေကိုကျူးလွန်နေကြတာကဲဒီတော့မိမိတို့လုပ်တဲ့အလုံးမှာတဲ့လမ်းကြောင်းရွေးတဲ့အခါစိတ်ကောင်းရှိဖို့လဲလိုတယ်ဉာဏ်ရှိဖို့လဲလိုတယ်အဲ့ဒီနှစ်ခုတည်းကထပ်ရွေးရင်တော့ဘုရားကထောက်ပြထားတဲ့ဘာရေးကြီးလဲဉာဏ်ရှိဖို့ရေးကြီးတယ်တဲ့ဉာဏ်မရှိရင်တော့မိမိတို့စိတ်ကောင်းရှိပေမဲ့ဉာဏ်မရှိလို့ရှိရင်တော့လောက်ရက်တွေဟာမှားခြင်းမှားနေအောင်မယ်တဲ့ဒါကြောင့်မလို့လမ်းကြောင်းအမှားကိုပြောတဲ့အခါမှာမိစ္ဆာဒိဋ္ဌိဆိုတာမြန်မာလိုပြောရင်ဉာဏ်မရှိတာအမှားကိုလက်ခံထားတဲ့ဆိုတဲ့ကမှားယွင်းစွာတွေးတယ်မှားယွင်းစွာမြင်ထားတယ်အမှားကိုလက်ခံထားတဲ့ဆိုတဲ့ကဉာဏ်ရှိလို့လားမရှိလို့လားဉာဏ်မရှိရင်စိတ်ကောင်းရှိပေမဲ့ဘာဖြစ်လဲဉာဏ်မရှိရင်စိတ်ကောင်းရှိပေမဲ့မှားသွားမယ်တဲ့အမှားကိုပြောတဲ့အခါမှာအတိညာနဲ့ပဲဘုရားကပြောသွားတယ်တဲ့စိတ်နဲ့ပြောသွားလားမပြောသွားဘူးဒီတော့ဒါလေးကိုခိုင်မာအောင်လို့မိမိတို့ကြားဘူးထားတဲ့ကြားဘူးခြင်းလဲကြားဘူးကြလိမ့်မယ်မ
မန္တလေးမရပူရမာဂနာယုံဆရာတော်ကြီးဖရာပွင့်လာခြင်းရဲ့ဖရာပွင့်လာတဲ့အခါမှာဖရာရဲ့ဂုဏ်ကျေးဇူးကိုရေးထားတာရှိသင်္ဃာဆောင်ပုဒ်လေးနဲ့ဘာရေးထားလဲဆိုတော့ဒီလောကကြီးထဲမှာတဲ့လူတွေဟာတဲ့စိတ်ကောင်းရှိတဲ့လူတွေရှိလားမရှိဘူးလားစိတ်ကောင်းရှိတဲ့သူတွေရှိကြတယ်တဲ့နော်တော်တဲ့သူတွေလည်းရှိလားမရှိဘူးလားရှိကြတယ်တဲ့အဲ့ဒါလေးရေးထားတယ်ဘာရေးထားလဲအစတော့မေ့နေရတဲ့သူတွေရကြလိမ့်မယ်ဟိုပါပေါ့ဖယားရှင်တော်မပွင့်ပေါ်လျင်လူတော်အများစိတ်ကောင်းထားလဲဤကကုသိုလ်အကုသိုလ်နဲ့ထိုထိုဘုံဘဝမတိရများလာအပြစ်တွေဟောသူကလူတွေဘလောက်တော်တဲ့ပညာတွေဘလောက်တတ်တဲ့စိတ်ကောင်းတွေဘလောက်ထားတဲ့အတိညာကုသိုလ်အကုသိုလ်ဆိုတဲ့သိတဲ့အတိညာဖယားမပွင့်ရင်ဖြစ်နိုင်မှာမလားအဲ့တော့ဖယားပွင့်တာစိတ်ကောင်းရှိဖို့အတွက်လားဉာဏ်ရှိဖို့အတွက်လားဒီထဲမှာပါပြီးသားနော်စိတ်ကောင်းကမူရင်းအဖြစ်ကောင်းတဲ့ပုံကိုယ်တွေရှိလားမရှိဘူးလားစိတ်ကောင်းရှိပေမဲ့ဉာဏ်မရှိရင်သူတို့လောက်ရကမှန်ပါမလားမမှန်ဘူးမမှန်ရင်အထက်တက်မလားအောက်ကြမလားဒါကြောင့်မလို့ဗုဒ္ဓရှင်တော်မပွင့်ပေါ်လျင်လူတော်အများစိတ်ကောင်းထားလဲဤကကုသိုလ်အကုသိုလ်နှင့်ထိုဘုံဘဝမတိရများလာအပြစ်တွေစိတ်ကောင်းရှိပေမဲ့အပြစ်ကင်းလားမကင်းဆိုတဲ့လမ်းကြောင်းမှာလည်းပဲဘုရားကအဲ့ဒါလေးသိစေခြင်းပါတယ်စိတ်ကောင်းရှိုံနဲ့မပြီးဘူးတဲ့ဘာရှိဖို့လို့လဲဉာဏ်ရှိဖို့လို့တကယ်ဉာဏ်ရှိရင်တော့စိတ်ကောင်းဖြစ်မလားမဖြစ်ဘူးလားသိချတယ်နော်ဉာဏ်ရှိရင်မကောင်းတာကိုရှောင်ပြီးသားပဲမကောင်းမှန်းသိတယ်တကယ်သိတဲ့ပုဂ္ဂိုလ်ကမကောင်းမှုကိုတို့ရဲလားဘယ်တော့မှမတို့တော့ပါဘူးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လှုပ်တဲ့အလုံးမှန်သမျှဟာမကောင်းတာတွေကိုသူတို့ကအလုံးစုံစွန့်ပစ်လိုက်ပါတယ်တဲ့ဒါမှမလို့ဘုရားကအဲ့ဒီအသိဉာဏ်ရှိရေးအတွက်ပွင့်ပေါ်ပေးခဲ့တာအဲ့ဒီတော့ကုသိုလ်ကောင်းမှုမှာတဲ့လမ်းကြောင်းနေအပြင်ပြောရင်စိတ်ကောင်းရှိမှဉာဏ်ရှိမှကုသိုလ်ဖြစ်လိမ့်မယ်ဘာဖြစ်မှစိတ်ကောင်းရှိမှဉာဏ်ရှိမှကုသိုလ်ဖြစ်လိမ့်မယ်စိတ်ကောင်းရှိဖို့ဉာဏ်ရှိဖို့အတွက်လည်းပဲဘယ်နှချက်တောင်ကြိုးစားလဲရှစ်ချက်နဲ့တဲ့တက်သွားတယ်ဘယ်နှချက်လဲရှစ်ချက်နဲ့တက်သွားတယ်စိတ်ကောင်းရှိဖို့အတွက်စိတ်ရှည်ဖို့အတွက်သတိထားပြီးကြိုးစားပါဉာဏ်ကောင်းဖို့အတွက်လေးလာပြီးတော့တရားတွေနာပြီးတော့မိမိတို့တွေးတောဆင်ခြင်သုံးသပ်ပါအမှားအမှန်အကောင်းအဆိုးအကြောင်းကျိုးကိုဝေဖန်သုံးသပ်ပါတဲ့အဲ့တော့မှဘာကောင်းလာမလဲဉာဏ်ကောင်းလာမယ်စိတ်အေးချမ်းတော့မှစိတ်ကတည်ငြိမ်တော့မှစိတ်ရှည်တော့မှဘာကောင်းမလဲစိတ်ကောင်းလာလိမ့်မယ်တဲ့ကြဒီတော့အဲ့ဒါလေးလည်းမှတ်ပါသူတို့နှစ်ခုကတော့အပြန်လန်အဖြစ်တော့ကျေးဇူးပြုပါတယ်စိတ်ကောင်းရှိတဲ့သူဟာစိတ်အေးချမ်းတဲ့အတွက်ဉာဏ်ကောင်းနိုင်တယ်တဲ့ဘာကောင်းနိုင်လဲဉာဏ်ကောင်းနိုင်တယ်ဉာဏ်ကောင်းတဲ့သူကတော့စိတ်ကောင်းရှိပြီးသားပဲတဲ့ဉာဏ်ကောင်းတဲ့သူကတော့ဉာဏ်သာပြည့်စုံသွားရင်စိတ်ကောင်းဆိုတာဖြစ်လာမလားမဖြစ်လာဘူးလားဖြစ်လာတာပေါ့သေချာသိလို့ရှိရင်မကောင်းမှုကိုရှောင်ပါတယ်ဆိုတာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဒီလမ်းကသွားရင်ဒုက္ခရောက်မယ်သေချာသိရင်အဲ့ဒီလမ်းသွားပါမလားမသိလို့တာသွားကြတာတဲ့အဲ့တော့ဉာဏ်ကောင်းရင်ဘာကောင်းပြီးသားလဲစိတ်ကကောင်းပြီးသားတကယ်ကျေးဇူးပြုတာကစိတ်ကောင်းရှိတဲ့သူကလည်းဉာဏ်ကောင်းမှုအခွင့်အလမ်းရှိတယ်တဲ့စိတ်ကောင်းရှိတဲ့သူကဘာကောင်းမှုအခွင့်အလမ်းရှိလဲဒီတော့စဉ်းစားကြည့်မိမိတို့စိတ်တရားပူလောင်နေရင်မှန်ကန်တဲ့အသည့်မှန်ကန်တဲ့သဘောတရားတွေစဉ်းစားနိုင်မှာမလားမစဉ်းစားနိုင်ဘူးဥပမာနဲ့ဟိုတုန်းကပြောဘူးတယ်ပွဲကြည့်တဲ့သူတွေပွဲကစိတ်အေးလက်အေးကြည့်ရရင်အရသာရှိလားမရှိဘူးလားရှိတာပေါ့ဇလန်ဇက်ွက်အကုန်လုံးသိလားမသိဘူးလားစိတ်အေးလက်အေးကြည့်ရတော့မှဇလန်အစဆုံးကောင်းကောင်းမွန်မွန်သိရတာတဲ့စိတ်အေးလက်အေးကြည့်ရတော့မှဇလန်အစဆုံးကောင်းကောင်းမွန်မွန်သိရတာအဲ့တော့မှအရသာရှိတာပွဲကြည့်ခြင်းပွဲကိုစဆုံးကြည့်စိတ်အေးလက်အေးနဲ့အပူပင်မရှိစားကတောက်ခါနဲ့ကြည့်ရင်ဇလန်အစဆုံးကြာကြာနတ်နတ်နော်သေးသေးချာချာဂဂနနသိလားမသိဘူးလားသိတယ်ဟုတ်ပြီပွဲကြည့်နေတော့နောက်ကမိမိတို့အိမ်မီးလောင်ပြီဆိုကြပါစို့ပွဲကိုဖြောင်းဖြောင်းတန်းတန်းကြည့်နိုင်သေးလားပွဲပဲကြည့်နိုင်တော့မလဲစိတ်ကအေးရသေးလားစိတ်ပူပြီတဲ့ပွဲကိုလည်းအစဆုံးကြည့်နိုင်သေးလားဒါဆိုရင်ပွဲကြောင့်ကောင်းကောင်းသိပါတော့မလားအရသာလည်းရှိပါတော့မလား
ဒါဆိုရင်ပွဲကြီးတဲ့ကိစ္စမှာစိတ်အေးလက်အေးကြည်ရရင်အရသာရှိတယ်ကောင်းကောင်းသိတယ်စိတ်အေးလက်အေးမကြည်ရဘူးဆိုရင်တော့အရသာလည်းမရှိဘူးကောင်းကောင်းလည်းမသိဘူးဒီတော့စိတ်အေးခြင်းဟာကောင်းကောင်းသိခြင်းပဲတဲ့ကောင်းကောင်းသိဖို့အတွက်အထောက်ပံ့ကျေးဇူးပြုလားမပြုဘူးလားဒါမှမလို့စိတ်ကောင်းစေတနာကောင်းသည်အတိညာရှိဖို့အတွက်ကြာကြာနာနာသေးသေးချာချာအတိညာရဖို့အတွက်တော့ကျေးဇူးပြုလားမပြုဘူးလားဒါပေမဲ့စိတ်ကောင်းရှိတိုင်းတော့ဉာဏ်ရှိလားဉာဏ်ရှိရင်တော့စိတ်ကောင်းရှိမလားမရှိဘူးလားအဲ့ဒါလေးတော့တေချာမှတ်ပါတဲ့အဲ့တော့အဲ့ဒီလမ်းကြောင်းတွေနဲ့ချိန်လိုက်တဲ့အခါမှာကုသိုလ်ဆိုတာဘယ်လမ်းကြောင်းကသွားတာလဲစိတ်ကောင်းဉာဏ်ကောင်းလမ်းကြောင်းကသွားတာကုသိုလ်နောက်တစ်ချက်အကုသိုလ်ဆိုတာဘယ်လမ်းကြောင်းကသွားလဲဉာဏ်မရှိတဲ့လမ်းကြောင်းကနေသွားတာဉာဏ်မရှိရင်စိတ်ကောင်းကတော့အထိုက်လျောက်တော့ရှိခြင်းရှိလိမ့်မယ်ဒါပေမဲ့တေချာကြည့်ပါတဲ့မက်ကလမ်းကြောင်းမှာမိစ္ဆာဒိဋ္ဌိဆိုတာဉာဏ်ရှိတာလားမရှိတာလားဉာဏ်မရှိရင်တော့ဘယ်လမ်းကြောင်းရောက်သွားမလဲအကုသိုလ်လမ်းကြောင်းရောက်သွားမယ်တဲ့မှတ်တာနော်ဉာဏ်မရှိရင်ကုသိုလ်လားအကုသိုလ်လားအကုသိုလ်ဘက်ကိုရောက်သွားမယ်တဲ့ကုသိုလ်လို့ပြောပေမဲ့အဲ့ဒီကုသိုလ်ဟာအကုသိုလ်နဲ့ရောနေတဲ့ကုသိုလ်အထက်တန်းကြတဲ့ကုသိုလ်မျိုးဟုတ်သေးလားဒီကြမှတ်တာနော်လမ်းကြောင်းနှစ်ခုမှာဒီဘက်ကသမာဓိဋ္ဌိသမာသင်္ကပ္ပနဲ့အချက်၈ချက်နဲ့တဲ့ရတာကကုသိုလ်အထက်တန်းအောက်တန်းကျသွားဖို့အတွက်ကြတော့များများလို့လားမှားယွင်းတဲ့အမြင်နဲ့အတိညာမရှိတာနဲ့တပြိုင်နက်ဘယ်ကျသွားမလဲအောက်ကျသွားမယ်အောက်ကျသွားဖို့အတွက်ကြတော့ဘယ်နှချက်လို့လဲတစ်ချက်တည်းတောင်ပေါ်တက်တဲ့အခါခြေလမ်းပေါင်းများစွာတောင်အောက်ဆင်းရင်တော့တစ်ချက်တည်းချော်ချလိုက်ကြလားမကြဘူးလားအဲ့ဒီသဘာဝအတိုင်းပဲတဲ့နော်အဲ့ဒီသဘာဝအတိုင်းပဲကုသိုလ်ကောင်းမှုမှန်ကန်တဲ့ကုသိုလ်ကောင်းမှုအထက်တန်းစားကုသိုလ်ကောင်းမှုဖြစ်ဖို့အတွက်ကြအချက်၈ချက်တောင်လို့တယ်အဲ့မှာအဓိကကဘာအဓိကကြလဲဉာဏ်ကောင်းမှုအဓိကကြအကုသိုလ်ဖြစ်ဖို့အတွက်ကြတော့သိများများမလိုဘူးတဲ့တစ်ချက်တည်းဘာမရှိရင်အကုသိုလ်ဖြစ်လေဉာဏ်မရှိရင်အကုသိုလ်ဖြစ်တယ်ဘယ်နှချက်လဲတစ်ချက်တည်းစိတ်ကောင်းဘလောက်ရှိရှိဉာဏ်မရှိရင်အကုသိုလ်ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားအဲ့ဒါလေးသိစေချင်တာတဲ့ကြည်တော့ကောင်းတဲ့ကုသိုလ်နဲ့မကောင်းတဲ့အကုသိုလ်တွေမှာအသေးစိတ်ခွဲလို့ရှိရင်အချက်၄ချက်နဲ့ခွဲရတာရှိတယ်တဲ့အဲ့ဒါကတော့နော်အချိန်ကာလအားလျော်စွာဒါနေ့ကင်းပိုင်းကြမှာပဲဆက်တော့မယ်ယခုမိမိတို့လမ်းကြောင်းတွေနဲ့ကြည့်ပြီးတော့ပြုလုပ်ချက်တွေဆိုတာဖြစ်လာလားမဖြစ်လာဘူးလားလမ်းကြောင်းတွေထဲမှာတဲ့အချက်၈ချက်နဲ့ပြည့်စုံတဲ့အထက်တန်းကိုတက်စေတဲ့လမ်းကြောင်းနဲ့ပြုလုပ်ရင်ဘာဖြစ်မလဲကုသိုလ်ဖြစ်မယ်အောက်တန်းကျစေတဲ့လမ်းကြောင်းနဲ့အတိညာမရှိမှုနဲ့လုံနေမယ်ဆိုရင်ဘာဖြစ်သွားမလဲအကုသိုလ်ဖြစ်မယ်တဲ့အဲ့ဒါလေးကရှေ့ဆက်ပြီးတော့အေးစေးစေးနဲ့လေ့လာမှာဒီတော့တရားရဖို့ကိစ္စမှာနော်တရားတွေသိတဲ့ကိစ္စမှာတရားအားထုတ်ခြင်းဆိုတာများများသိရင်အလုပ်ဘယ်လောက်လုပ်ရလဲနည်းနည်းလေးပဲလုပ်เสียလို့တော့တယ်နည်းနည်းလေးပဲသိရင်ဘယ်လောက်လုပ်ရမလဲအများကြီးအလုပ်လုပ်ရမယ်တဲ့ဟုတ်ပြီအဲ့ဒါလို့အလုပ်ဆိုတဲ့ကံတွေဟာလည်းပဲလမ်းကြောင်းပေါ်မူတည်ပြီးတော့ကောင်းမှုနဲ့မကောင်းမှုလို့ကွဲမလားမကွဲဘူးလားကောင်းမှုကုသိုလ်ဖြစ်ဖို့ကြတော့ခက်လားမခက်ဘူးလားတောင်ထိပ်တဲ့ရတယ်လို့ပဲအချက်၈ချက်နဲ့မကောင်းမှုအကုသိုလ်ဖြစ်ဖို့ကြတော့လွယ်လားခက်လားတောင်ပေါ်ကနေဆင်းတယ်လို့ပဲခြေလမ်းတစ်ချက်ချော်ချလိုက်အောက်ကိုချက်ချင်းဒါလိုက်ပြုတ်ကျသွားမယ်ဉာဏ်မရှိလို့ရှိရင်အကုသိုလ်ဆိုတာတစ်ချက်တည်းတန်းဖြစ်ပါတယ်တဲ့ကုသိုလ်ဖြစ်ဖို့အတွက်ကြတော့ဉာဏ်လည်းရှိရမယ်စိတ်ကောင်းလည်းရှိရမယ်စိတ်ကောင်းရှိရင်လည်းပဲကုသိုလ်ဖြစ်မယ်ဉာဏ်ရှိရင်လည်းပဲကုသိုလ်ဖြစ်မယ်ပြည့်စုံဖို့အတွက်ကြတော့တကယ်စစ်မှန်တဲ့ကုသိုလ်ဖြစ်ဖို့အတွက်ကြတော့ဘာရှိဖို့အရေးကြီးလဲဉာဏ်ရှိဖို့အရေးကြီးတယ်တဲ့ဉာဏ်ရှိဖို့အရေးကြီးတယ်ဒါကြောင့်မလို့ခုနမာဂဏောင်ဆရာတော်ကြီးရွတ်ထားတဲ့ရေးထားတဲ့သဘောအဓိပ္ပာယ်လေးကိုလည်းမိမိတို့အာယုံပြုပါဗုဒ္ဓရှင်တော်မပွင့်ပေါ်လျင်လူတော်အများစိတ်ကောင်းထားလဲဤကကုသိုလ်အကုသိုလ်နှင့်ထိုဘုံဘဝမတိရများလားအပြစ်တွေတဲ့မတိမှုကြောင့်အပြစ်ဖြစ်လားမဖြစ်ဘူးလားဉာဏ်မရှိမှုကြောင့်မတိဘူးဆိုတာဉာဏ်မရှိတာဉာဏ်မရှိမှုကြောင့်အပြစ်တွေအများကြီးဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားအဲ့ဒီမှာပြထားတယ်တဲ့ကြည်တော့ပဋ္ဌာန်းဒေသနာတော်မှာလူနဲ့လူပတ်ဝန်းကျင်ကြည့်ပြီးပြောတာဖြစ်တဲ့အတွက်ကြောင့်ယခုကဲ့သို့ပြောလိုက်တဲ့သဘောတရားတွေဒီမိမိတို့လူလောကပတ်ဝန်းကျင်မှာစဉ်းစားကြည့်နော်ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေအပြစ်များလားမများဘူးလားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့အပြစ်ကိုပြုလုပ်သလားမပြုလုပ်လားမပြုလုပ်တော့ဘူးတဲ့ဉာဏ်ရှိရင်
အပြစ်ဖြစ်เสียတွေကိုမလုပ်တော့မိမိတို့အတိညာဏ်ရှိတဲ့အတွက်တတ်မလားလို့မေးရင်တတ်မလားခိုးမလားလို့မေးရင်ခိုးမလားမခိုးဘူးလိမ်မလားဆိုရင်လည်းမလိမ်တော့ဘာဖြစ်လို့ဉာဏ်ရှိလို့တဲ့ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကြတော့မကောင်းမှုဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဉာဏ်မရှိတာတခုတည်းနဲ့မကောင်းမှုအလုံးစုံဖြစ်ပွားသွားတော့တာပဲတဲ့ဒါမှမလို့မေဃဆိုတဲ့လမ်းကြောင်းနဲ့ကမ္မဆိုတဲ့ပြုလုပ်ချက်တွေဟာဆက်ဆက်နေလားမဆက်ဆက်နေဘူးလားဆက်ဆက်နေတယ်ဟိုဘက်ကလမ်းကြောင်းဒီဘက်ကကုသိုလ်ဖြစ်ဖို့အတွက်လမ်းကြောင်းပေါ်မူတည်ပြီးတော့အလုပ်တွေဖြစ်ပေါ်လာကြကုသိုလ်တဲ့ကောင်းတဲ့အလုပ်များလမ်းကြောင်းပေါ်မူတည်ပြီးတော့မကောင်းတဲ့ပြုလုပ်ချက်အကုသိုလ်များလို့ဖြစ်ပေါ်လာတယ်ဒါကြောင့်မလို့ဘုရားကဘာအနေနဲ့ပြောပြလဲကမ္မပစ္စယောအလုပ်တွေတော့လုပ်နေကြတယ်လူဘဝလူမှန်သမျှပုဂ္ဂိုလ်တ attva မှန်သမျှအလုပ်လုပ်လားမလုပ်ဘူးလားအဲ့ဒီအလုပ်မှလည်းပဲဘယ်နှမျိုးရှိလဲ2မျိုးကောင်းတဲ့အလုပ်ကုသိုလ်နဲ့မကောင်းတဲ့အလုပ်အကုသိုလ်အဲ့ဒါလို့2မျိုးကွဲပြားသွားခြင်းဟာဘာကြောင့်လဲလို့မေးရင်ဟိုဘက်ကမေဃဆိုတဲ့လမ်းကြောင်းတွေကြောင့်တဲ့အဲ့ဒါထိုက်လျောက်သိသွားပါပြီကဲအသေးစိတ်ချက်လက်အနေအချင်းတော့မိမိတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေထဲမှာအတိညာဏ်ပါသလားစိတ်ကောင်းတဲ့လုပ်တာလားမကောင်းတဲ့စိတ်နဲ့လုပ်တာလားဆိုတာအဲ့ဒါလိုခွဲခြားချက်တွေရှိပါသေးတယ်အဲ့ဒီခွဲခြားချက်တွေကိုတော့ဒါနေကင်ကြမှာပဲဆက်ပြီးတော့နေကင်တစ်ချိန်ကြမှာပဲဆက်ပြီးသွားမယ်အခု10:45ရှိသွားပြီဖြစ်တဲ့အတွက်မနေ့ပိုင်းချိန်ရှိသွားပြီဖြစ်လို့ဗုဒ္ဓသာသနာစီတံဒိဋ္ဌု3ချိန်ဖြင့်ဆုံးသတ်ကြရအောင်ဗုဒ္ဓသာသနာစီတံဒိဋ္ဌတုဗုဒ္ဓသာသနာစီတံဒိဋ္ဌတုဗုဒ္ဓသာသနာစီတံဒိဋ္ဌတုသာဓုသာဓုသာဓု